လက်ရှိစစ်ရေးအခြေအနေတွေကနည်းငယ်ပြန်ကောင်းတဲ့အနေအထားမှာရှိတယ်လို့လည်းသတင်းတွေရကြားရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လည်းမနေ့ကကျွန်တော်တို့ရွှေစူးကမှာတင်းနေတာနေဈေးစဖွင့်တာနဲ့ gap နဲ့စပြီးတော့တက်သွားခဲ့တယ်ပေါ့နော်ဒါပေမဲ့H4 ကိုကြည့်မယ်ဆိုလို့ရှိရင် market structure အရာကျွန်တော်အမြဲတမ်းပြောနေကြအတိုင်းပဲလက်ရှိက down trend ကိုသွားနေတယ်ဆိုတာတွေ့ရလိုက်မယ်နောက်ထပ် H1 ကိုပြန်ပြီးတော့ analysis လုပ်မယ်ဆိုလို့ရှိရင်လည်းမနေ့ကနေ့လယ်လောက်ကနေစပြီးတော့ကျလာတယ်ပေါ့နော်မနေ့ကမနေ့ကနေ့လယ်မဟုတ်မနေ့ကညပေါ့မနေ့ကညလောက်မှာဒီ US session ဝင်တဲ့အချိန်မှာပြန်ကျလာတယ်ပေါ့နော်ပြန်ကျလာတဲ့အချိန်မှာဒီရှိခဲ့တဲ့ liquidity ကိုသွားစားပြီးတော့မှသူကပြန်ကျလာခဲ့တာပေါ့ဆိုတော့ကျွန်တော်တို့မနေ့က analysis လုပ်တဲ့ video ထဲမှာခန့်မှန်းထားတာကရွှေကဒီ4423ဈေးလောက်ထိပြန်တက်နိုင်တယ်ပေါ့နော်အဲ့ဈေးတန်းကိုဖောက်ပြီးတော့မှဒါဒီအပေါ်မှာရှိတယ်4580လောက်ထိကိုပြန်သွားနိုင်တယ်လို့ခန့်မှန်းထားတယ်ဆိုပေမဲ့ကျွန်တော်ပြောတဲ့အတိုင်းပဲဈေးကdown trend ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က sell point ကိုစောင့်လို့ရှိရင်တော့ပိုကောင်းတယ်ပေါ့ဆို scalping လုပ်တဲ့အခါမှာတော့ဒီG2 binary အတွက်ကတော့ကိစ္စတော့မရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ sell ကိုစောင့်တာကတော့ကျွန်တော်တို့အတွက်ဒါ profit ရနိုင်ကြလို့ပိုများတာပေါ့နော်ဘာလို့ဆိုတော့ market က down trend အနေနဲ့သွားနေတဲ့အတွက်ကြောင့်မလို့ okay ဆိုတော့ H1 ကိုကြည့်မယ်ဆိုရင်ခုနကျွန်တော်ပြောသလို liquidity စားပြီးတော့ပြန်ကျလာတာတွေ့ရတယ်ဘယ်လိုပြန်ကျလာလဲဆိုလို့ရှိရင် engulfing နဲ့ပြန်ကျလာတယ်engulfing အရာပြန်ကျတဲ့ဥစ္စာကိုတိုင်းမယ်ဆိုလို့ရှိရင်တိုင်းမယ်ဆိုတော့ဒီလိုG2 နည်းနဲ့ analysis လုပ်ပြီးတော့ဒီ profit ယူမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့က TP ကိုဒီမှာ entry ဝင်လိုက်တယ်ပဲထားပါဒီမှာ entry ဝင်နေဆိုလို့ရှိရင်SL ကိုဒီသူစကြခဲ့တဲ့အမှတ်ရနည်းနည်းလေးအပေါ်လေးကိုရွှေ့ထားတာကောင်းတယ်နော် SL ထားမယ်ဆိုလို့ရှိရင် okay ဆိုတော့ဒီမှာ entry ဝင်မယ်ဆိုရင်ဒီကနေဒီရှိဆိုလို့ရှိရင်ကျွန်တော်တို့ 1R ရှိမယ်ဆိုတော့ဒီကနေsorry entry ကနေ SLT ဆိုလို့ရှိရင် SLT အကွာဝေးပေါ့နော်ဒီ entry ကနေ DT အကွာဝေးက 1R ဒီမှာဆို 2R လက်ရှိဒီအထိဆိုလို့ရှိရင်ဒီဈေးတန်းအထိဆိုလို့ရှိရင် 3R သွားမယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ကတော့ဘယ်အထိမှန်းလဲဆိုလို့ရှိရင်เนาะ4နှစ်30လောက်ထိလက်ရှိကျနိုင်တယ်လို့မှန်းတယ်လို့ပြောလို့ရတယ်ပေါ့နော် IT ကျနိုင်တယ်လို့တော့မှန်းထားတယ်ပေါ့လေ okay M15 နဲ့ပြန်ကြည့်မယ်အဲ့ဒါကို M15 နဲ့ပြန်ကြည့်တဲ့အခါမှာလည်းသူကလက်ရှိဈေးကအကြောက်ကိုပြန်ပြီးဆွဲခေါ်နေလို့ပြောလို့ရတယ်ဗျာဒီလားဒီနားမှာဒီကနေစပြီးကျလာတဲ့ဈေးကဘယ်ထိသွားနိုင်လဲဆိုလို့ရှိရင်အောက်က support ဈေးတန်းဖြစ်တဲ့ဒီ4230ပေါ့နော်ခုနကျွန်တော်ပြောခဲ့တဲ့4230လောက်ထိကိုပြန်သွားနိုင်ခြေရှိတယ်တကယ်လို့ဒါ sorry တကယ်လို့ဈေးကပြန်တက်ခဲ့မယ်ဆိုလို့ရှိရင်ရော okay ပြန်တက်ခဲ့မယ်ဆိုလို့ရှိရင်ဒီဈေးတန်းဒီ4380ပေါ့နော်4380အပေါ်ကိုအကောင်းကောင်းနဲ့တက်ပြီးတော့ candle body နဲ့ break ခဲ့တယ်ဆိုလို့ရှိရင်တော့ဒီလို candle ကဒီလိုမျိုးbody လေးနဲ့ပေါ့နော် candlestick တွေကဒီလို body လေးနဲ့ break ခဲ့ရမယ်ဆိုလို့ရှိရင်တော့ဒါဈေးကထပ်ပြီးတော့တက်နိုင်ကြတော့ရှိသေးတယ် okay ဈေးကဒီထိတ်ကနေပြီးတော့ဟိုအောက်လောက်ထိကျမယ်လို့မထင်သေးဘူးဆိုလို့ရှိရင်အနည်းဆုံးကျွန်တော်တို့က4230လောက်မှာ TP ထားလို့ရတယ်ဗျတကယ်လို့4230လောက်မှာ TP မထားခြင်းလို့ဆိုလို့ရှိရင်လေရှေ့ရဖြစ်ခဲ့တဲ့ဈေးတန်းနဲ့ဒီ4250ပေါ့နော်4250 4230လောက်မှာ TP ထားလို့ရတယ်ဆိုတော့ M15 နဲ့ trade မယ်ဒါမှမဟုတ် M5 နဲ့ trade မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ဈေးကတက်လာပြီဆိုလို့ရှိရင်ရောင်းလို့ရပြီးတော့ SL ထားမယ်ဆိုလို့ရှိရင်တော့ခုနကျွန်တော်ပြောသလို4280အပေါ်ဈေးတန်းဖြစ်တဲ့sorry 4380ဈေးတန်းရဲ့အပေါ်ဖြစ်တဲ့4303ဖြစ်ဖြစ်4302ဖြစ်ဖြစ်အဲ့လောက်မှာ SL ထားလို့ရတယ်ပေါ့နော်ဒါကအယောင်းသမားတွေအတွက်ပြောတာပေါ့နော်အတက်တော့တကယ်လို့ကိုကအဝယ်ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့တကယ်လို့ကိုကအဝယ်ကိုပူကြိုက်တယ်ဆိုလို့ရှိရင်တော့SL ကိုအခုကျွန်တော်လက်ရှိပြတဲ့ဈေးတန်းပေါ့နော်4290လောက်မှာတော့ SL ထားလို့ရတယ်ဗျဆိုတော့ brother တို့အနေနဲ့ရောဒီနေ့အတွက်ကိုဆက်ကြမယ်လို့ထင်လားဒါမှမဟုတ်လို့ရှိရင်ဆက်ပြီးတက်မယ်လို့ထင်လား comment ထဲမှာတစ်ချက်လောက်မျှဝေပေးခဲ့ပါဦးပြီးတော့ပြောစရာရှိတာကကျွန်တော်တို့ Money Master Team မှာဒေါ်လာ100နဲ့ trading account ဖွင့်မယ်ဆိုလို့ရှိရင်advanced video group class ကိုပေါ့နော်free join ခွင့်ရမှာဖြစ်ပါတယ်ဆိုတော့အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ဒီ link မှာပေးထားတဲ့ bio မှာပေးထားတဲ့ link ကိုနှိပ်ပြီးတော့ဆက်သွယ်လို့ရတယ်နောက် video မှာပြန်တွေ့မယ်ဗျ